ရှင်ဘာတပိုင်းညနေရလဲအမချန်ကူပွန်လေးတွေညက်နေတာပါသတင်းကြုံမဟုတ်ကူပွန်လေးတွေပါရှင်ဩဟုတ်တယ်သမီးတို့ပေးဘူးလားဟုတ်ပါဘယ်သမီးတို့တော့ဈေးဝယ်တဲ့သူတွေကိုပေးဖို့ဩမသိပါဘူးသမီးတို့ညာပေးဖို့လားအရာသမီးတို့ပေးဖို့ဆိုပြင်မခံမှန်းနဲ့အဲ့တကက်လောက်ပဲပေးလိုက်ပါလို့ပြောမလို့မဲရှင်ကျမတို့ကျေးဇူးရှင်တွေပေးဖို့ပါကျေးဇူးရှင်တွေကန်ဆန်းလို့ရပါပြီကျေးဇူးရှင်တွေဘလို့ကန်ဆန်းရမလဲဆိုတာမမချန်ရှင်းပြပါမယ်တရက်နေ့ခု10လပိုင်းတရက်နေ့ကစပြီးတော့ကျေးဇူးရှင်တွေဈေးဝယ်တဲ့ကျေးဇူးရှင်အကုန်လုံးကိုဝယ်ထားတဲ့ဘောင်ချရဲ့နောက်ကျောမှာကိုရဲ့ဖုန်းနံပါတ်ရဲ့နာမည်ရဲ့ရေးပြီးတော့မချမ်းတို့က box လေးတွေ customer box လေးထားတယ်အဲ့ထဲကိုထည့်ခဲ့အဲ့တော့မချမ်းတို့ကဘယ်နေ့ထိထည့်ခွင့်ပေးမလို့ဆိုရင်တရက်နေ့ကနေတော့10ရက်နေ့မချမ်းတို့စိုင်ပိတ်တဲ့အချိန်ထိထည့်လို့ရပါတယ်မချမ်းတို့ကဘယ်နေ့ကိုမဲတွေနိုင်ပြီးအပီးပြောပြီးတော့ကြော်ညာပေးမှလဲဆိုတော့12ရက်နေ့မှာဘလူတွေပေါက်ပါတယ်ဆိုတဲ့အကြောင်းကိုကြော်ညာပေးပါမယ်အဲ့ဒီအချိန်ကြရင်ဆက်သွယ်ပေးမယ်ပေါ့နော်ကြော်လဲကြော်ညာပေးမယ်ဆက်လဲဆက်သွယ်ပေးမယ်အဲ့ဆက်သွယ်ပေးတဲ့ဈေးဝယ်တွေအားလုံးကမချမ်းတို့စိုင်နေမှာလာပြီးတော့ကူပွန်လေးတွေကိုထုတ်လို့ရပါတယ်အဲ့ကူပွန်လေးတွေကိုထုတ်ပြီးတော့မချမ်းတို့စီဈေးဝယ်တဲ့အခါကျရင်ဥပမာ2000ဝယ်တဲ့ပစ္စည်းဝယ်တယ်ဆိုပဲထားလိုက်ပါအောင်ကွာ2000ပေါက်တယ်ဆိုရင်9000ပဲထပ်ပေးပြီးတော့မှဒီကူပွန်လေးကိုပြပြီးတော့ဝယ်လို့ရပါတယ်အဲ့ဒါဘို့ပျော်စရာကြီးအဲ့တော့မဲပေါက်ဖို့ပဲလိုပါတယ်